အားလုံးပဲမင်္ဂလာပါမျိုးတို့ရေနော်လုပ်ငန်းလေးမစတင်ကျွန်တော်မျိုးတွေကိုမေတ္တာပို့နော်ကျွန်တော်မျိုးတွေကျမ်းမာပါစေချမ်းသာပါစေနော်လုပ်ငန်းဆိုင်တွေအောင်မြင်ကြပါစေဒီဘဝလာပါလေဒီလာတိုးတက်ကြပါစေနော်ကျန်စီတိုင်းအောင်မြင်ဆောင်ရွက်တိုင်းပြည့်မြတ်ကြပါစေနော်ဒါတော့ကျွန်တော်လုပ်ငန်းစကြအောင်မင်းကပြီးခဲ့တယ်နော်ပြီးခဲ့တယ်ဟိုနည်းနည်းရွေးသွားတယ်ပေါ့နော်စိတ်မကောင်းပါဘူးဒါပေမဲ့အားမငယ်ပါနဲ့ဒီနေ့ကကြာသာတောက်ကြနေဖြစ်တဲ့အတွက်နောက်ဆုံးနေ့ဖြစ်တယ်နောက်ဆုံးပဲအိတ်နဲ့လွယ်မယ်ဟုတ်လားအဲ့တော့နောက်ဆုံးပဲအိတ်နဲ့လွယ်မယ်ဆိုတော့ကျွန်တော်ပေးထားတဲ့တပတ်စာပတ်တိတိကနန်းဒီနေ့ကြဖို့100ရာခိုင်နှုန်းရှိပါတယ်နော်100ရာခိုင်နှုန်းမဟုတ်99.9ရာခိုင်နှုန်းရှိပါတယ်နော်ပကံသမားတွေတပတ်လုံးရှုံးနေပါတယ်ဆိုတဲ့လူတွေရုံကြီးနဲ့ကျွန်တော်ရဲ့ပကနန်းတစ်ပကနန်းကိုပတ်လိုက်ပါနော်ပတ်ကြပါဒီနေ့မနက်မို့ညနေကိုကျင်းနေတရားပေါက်ထွက်မှာပါနော်မျိုးတို့ကျွန်တော်ပြောလိုက်ပြီနော်အဲ့တော့ကျွန်တော်ပကနန်းလေးပြောပြီးတော့ကျွန်တော်ဝမ်းချင်းလေးပြင်မယ်ပေါ့နော်ဝမ်းချင်းကကျွန်တော်ရဲ့ဝမ်းချင်းကလည်းတစ်ရှင်းနဲ့သွားပြီးတော့ညှိနေတယ်ဗျာနော်တစ်ရှင်းနဲ့သွားပြီးညှိနေတဲ့အခါကျတော့ဒီတစ်ဒီကျင်းဒီပေါက်လာမှာမို့လို့ကျွန်တော်ပြောခြင်းပဲဖြစ်ပါတယ်အဲ့တော့မျိုးတို့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ရအောင်နော်အကုန်လုံးရုံကြီးနဲ့ထိုးကြပါနော်ဝမ်းချင်းရှိရင်လည်းဝမ်းချင်းနဲ့ကတ်ကြပါနော်ဝမ်းချင်းမရှိရင်လည်းတစ်ကိုပတ်ကြပါနော်ဇာတိုးလေးနဲ့ပတ်ကြပါကျွန်တော်အလုံးမားတဲ့ဇာတွေရတယ်ဆိုတော့မျိုးတို့နော်ရစေခြင်းလို့လာပြီးတော့တင်ပေးတာပေါ့နော်ရစေခြင်းကိုပြင်ပေးတာပေါ့ဆရာကြီးတော့မဟုတ်ပါဘူးနော်ကိုမျိုးတွေကိုရစေခြင်းကျွန်တော်ရဲ့ပဲချစ်ပိတ်တဲ့ကြီးအတွက်ကျွန်တော်စမ်းကုန်ကြိုးစားပေးထားတာပေါ့နော်ဒီနောက်ဆုံးပဲအိမ်နဲ့လွယ်ရအောင်တစ်ကိုမနေ့ညကျင်းနေပတ်ပါကျင်းနေလာပါမယ်နော်အဲ့တော့ကိုဝမ်းချင်းရှိရင်ဝမ်းချင်းနဲ့ကပ်ပြီးတော့တင်ထိုးပေါ့နော် main quad ဒီ main quad တင်ထိုးအဓိကကျွန်တော်ပေးခြင်းတဲ့ main quad တစ်ခွက်ကတော့တစ်လေးဖြစ်ပါတယ်เนาะတစ်လေးကတော့ main ပေါ့เนาะ main quad ဒီပါအဲ့တော့ကဘယ်လိုပြောမလဲကျွန်တော်ဝမ်းချင်းကတော့ဝမ်းချင်းကတစ်ရှိဝမ်းချင်း main quad ကတစ်လေး main main quad ဖြစ်ပါတယ်เนาะအဲ့တော့ဒီတို့ဝမ်းချင်းတော့ကျွန်တော်ပြောမနေတော့ဘူးเนาะဒီနေ့ကလည်းနောက်ဆုံးနေ့ဆိုတော့နောက်ဆုံးပဲအိမ်နဲ့လွယ်ပါတယ်เนาะအဲ့တော့ကျွန်တော်ရင်ပြောတော့တစ်ကိုပဲချီမိမိနဲ့ကစားကြပါเนาะချီမိမိနဲ့တစ်ကိုပဲပတ်ပါမနက်ညเนาะနှစ်ချိန်ပတ်ပါမနက်လာရင်လာမလာရင်ညနေချင်းစီလာပါเนาะအဲ့တော့တစ်ကိုလက်မလျှော့ဘဲနဲ့လုံးဝပတ်လိုက်เนาะရှုံးထားတဲ့လူတွေရင်းပြင်ရပါမယ်ကျွေးကြည့်ပါမယ်เนาะသိကြပါတယ်เนาะသိကြပါတယ်ကျွန်တော်ကသိကြလို့ပြောတာပါကိုညီကောင်မောင်လေးကိုညီကောင်မောင်မလေးအကုန်လုံးကိုဒါစီကျွန်တော်ပြောတာပါเนาะအဲ့တော့နောက်ပတ်ကြလို့ရှိရင်တနင်္ဂနွေနေ့ကြလို့ရှိရင်စာပြီးတင်ပေးပါမယ်ပေါ့နော်ကျွန်တော်တင်ပေးကကြိုပြီးတော့တင်ပေးပါမယ်အခုကချိန်နီးကပ်မှကျွန်တော်လောနဲ့လာတင်နေရတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscriber လေးနှိပ်ကြပါနော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်အမျိုးတို့ရစေခြင်းလို့ကျွန်တော်ကူညီပေးသလိုမျိုးတို့ကလည်းကျွန်တော်ကို subscriber လေးနှိပ်သွားပြီးတော့ကူညီပေးကြပါနော်ဒါမှလည်းကျွန်တော်တင်သမျှအမျိုးတို့ရှိကြမယ်နော်တခြားမသိသေးတဲ့လူတွေရှိတယ်မသိတဲ့လူတွေလည်းသိရမယ်နော်တ
ကျွန်တော်ကဏ္ဍလေးကိုအဲ့တော့ကျွန်တော်အားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးပဲအောင်မြင်ကြပါစေเนาะစီးပွားရေးဒီလားတိုးတက်ကြပါစေနှုတ်ဆက်ပါတယ်